အားလုံးပဲမင်္ဂလာပါ Restorative ဖတ်ကြားခြင်းစီစဉ်ကနေအရောက်စီတိုင်းကိုအသစ်တစ်ပတ်ပြန်လဲကြိုဆိုလိုက်ပါတယ်ဒီကနေ့ကတော့2026ခုနှစ်မေလ23ရက်နေ့စနေနေ့ဖြစ်ပါတယ်ဒီကနေ့ခွန်အားရွှေချထားတဲ့ခေါင်းစဉ်ကတော့ခရစ်တော်တိုက်ထောက်အမြင့်ကြောင့်မြတ်ရွေးချယ်ထားတဲ့တမန်ကျမ်းပိုက်ကတော့ရှမဿဲခန်းကြီး21ခန်းငယ်42ယေရှုကလည်းကိုတီလုတ်တော်သူများပယ်ထားသောကြောက်သည်နောက်တဖန်တိုက်ထောက်အထွတ်ဖျားကိုရောက်ပြန်၏ထိုအမှုသည်သာရဖျားပြုတော်မူသောအမှုဖြစ်၏ငါတို့မျက်မှောက်၌လည်းအံ့ဩပဲဖြစ်ဟုသောစကားကိုကျမ်းစာ၌သင်တို့သည်တခါမှမဖတ်ဘူးသလောကျွန်ုပ်တို့၏ယခင်သင်ခန်းစာတွင်ကျမ်းစာ၌အထင်ရှားဆုံးသောတမန်တရားတစ်ခုကိုလေ့လာခဲ့ပြီးဖြစ်သည်၎င်းမှာသခင်ယေရှုခရစ်တော်သည်အသင်းတော်၏အုတ်မြစ်ဖြစ်သည်ဟုသောအချက်ပင်ဖြစ်ပါသည်ဤသည်မှာစိတ်ကူးရင်မှုသို့မဟုတ်သဘောတရားမျှတာမဟုတ်ပါရှမဿဲခန်းကြီး21ခန်းငယ်42တွင်ကိုတော်ကိုတိုင်ကပရောဖက်ပြုချက်၌ပါရှိသောကြောက်အဖြစ်မိမိကိုယ်ကိုဖော်ပြခဲ့သည်ထိုကြောက်သည်တိုက်တီသူတို့ပယ်ထားသောကြောက်ဖြစ်တော်လဲဖျားသခင်ကတိုက်ထောက်ကြောက်မြတ်အဖြစ်ရွေးချယ်တော်မူခဲ့ပါသည်တမန်တော်ရှင်ပေါလုကလည်းဝိညာဉ်တော်အဖြစ်တစ်ကောခန်းကြီး3ခန်းငယ်17တွင်ချထားသောအုတ်မြစ်တည်းဟုသောယေရှုခရစ်မှတပါအခြားသောအုတ်မြစ်ကိုအဘယ်သူမျှမချနိုင်ဟုရှင်းလင်းစွာဖော်ပြခဲ့သည်ဤအချက်ကအရာရာကိုအဆုံးဖြတ်ပေးလိုက်ပါသည်သခင်ယေရှုခရစ်တော်သည်သာတခုတည်းသောစစ်မှန်သောအုတ်မြစ်ဖြစ်ပြီးအခြားမည်သည့်အုတ်မြစ်ကိုမျှထပ်မံ၍မချနိုင်ပါဤအချက်သည်ယေရှာယအနာဂတ်ကျမ်းတွင်ထို့ကြောင့်အရှင်သာရဘုရားမိန့်တော်မူသည်ကကြည့်ရှုလောစုံစမ်းသောအမြင့်ကြောက်တည်းဟုသောမလုံနိုင်အောင်မြဲမြံသောတိုက်ထောက်အမြင့်ကြောက်မြတ်ကိုဇီးအောင်တောင်ပေါ်မှငါချထား၏ထိုကြောက်ကိုအမိပြုသောသူသည်ပြေးရသောအကြောင်းမရှိဟုသောပရောဖက်ပြုချက်နှင့်အပြည့်အဝကိုက်ညီလျက်ရှိပါသည်ဖျားသခင်သည်ဤနေရာတွင်ပုဂ္ဂိုလ်တစ်ပါးယေရှုခရစ်တော်ကြောင့်ကိုမိန့်တော်မူနေခြင်းဖြစ်သည်ကိုရောတိုင်းလေစာလံခန်းကြီး118ခန်းငယ်22ပါပရောဖက်ပြုချက်စကားများကိုကိုးကား၍ဤသို့မိန့်တော်မူပါသည်ကျမ်းစာလာသည်ကတိုက်ဆောက်သောသူတို့ပယ်ထားသောကြောက်သည်တိုက်ထောက်အမြင့်ကြောက်ဖြစ်လေပြီထိုအမှုသည်သာရဖျားပြုတော်မူသောအမှုဖြစ်၍ငါတို့မျက်မှောက်၌အံ့ဩဖွယ်ဖြစ်၏ဟုသောစကားကိုသင်တို့သည်တခါမှမဖတ်ဘူးသလောရှမဿဲခန်းကြီး21ခန်းငယ်42ခရစ်တော်ကိုညှင်းပယ်ချခြင်းသည်ဘုရားသခင်အစီအစဉ်ကိုပြတ်ပြားသွားစေခြင်းမရှိခဲ့ပါအမှန်စင်စစ်၎င်းမှာဘုရားသခင်အစီအစဉ်ကိုပြည့်စုံစေခဲ့ခြင်းသာဖြစ်ပါသည်လူတို့ညှင်းပယ်ခဲ့သောသူသည်ဘုရားသခင်၏ထာဝရအဆောက်အဦအတွက်တိုက်ထောက်ကြောက်မြင့်ဖြစ်လာခဲ့ပါသည်တမန်တော်ဝတ္ထုခန်းကြီး၄တွင်တမန်တော်တို့သည်ဤတမန်တရားကိုရဲရင်စွာကြေညာခဲ့ကြပြီးထိုသခင်ကသင်တို့တိုက်ကိုတီလုတ်သောအခါပယ်ထား၍နောက်တစ်ဖန်တိုက်ထောက်အထွတ်ဖျားသို့ရောက်ပြန်သောကြောက်ဖြစ်တော်မူ၏တမန်တော်ခန်းကြီး၄ခန်းငယ်17ဟုအမှားယွင်းမရှိစေရန်ရှင်းလင်းစွာပြောကြားခဲ့ကြသည်တို့ကြောင့်ရှမဿဲခန်းကြီး16တွင်ယေရှုမိန့်တော်မူခဲ့သောကြောက်ဆိုသည်မှာဗျာဒိတ်တော်ကိုဆိုလိုခြင်းမဟုတ်တဲ့ကဲ့သို့ပေတရုကိုဆိုလိုခြင်းလည်းမဟုတ်ပါတမန်ကျမ်းစာတအုပ်လုံးတွင်ခရစ်တော်ကိုသာကြောက်ဆောင်ကြောက်ခဲအုတ်မြင့်နှင့်အဓိကတိုက်ထောက်ကြောက်မြင့်အဖြစ်တစိုက်မက်မက်ဖော်ပြခဲ့ပါသည်ပေါလုကလည်းဝိညာဉ်တော်အဖြစ်အေဖက်ခန်းကြီးနှင့်ခန်းငယ်20တွင်တမန်တော်တို့မှစ၍ပရောဖက်များတည်းဟုသောတိုက်မြစ်အပေါ်၌သင်တို့သည်ထပ်ဆင့်၍တည်ဆောက်လျက်ရှိကြ၏ထိုတိုက်ထောက်အမြင့်ကြောက်ဖျားယေရှုခရစ်ဖြစ်သည်ဟုထပ်မံအတည်ပြုထားပါသည်အသင်းတော်၏တည်ငြိမ်ခိုင်ခန့်မှုသည်ခရစ်တော်ဖြစ်ပြီးကိုရောကိုယုံကြည်သူတိုင်းသည်ကြောက်ဆောင်ပေါ်၌အုတ်မြစ်ချထားသောသူများဖြစ်ကြသဖြင့်ဒါဝစင်မတုံလှုပ်ပဲအောင်မြင်သူများဖြစ်ကြသည်ဤဒီမှာဧဝံဂေလိတရားတော်၏ဘုန်းအတည်တော်ပင်ဖြစ်ပါသည်ဟာလေလုယာဒီကနေ့အတွက်ထည့်ရွေးလေ့လာရသမာကျမ်းပိုက်များကတော့တိပိခန်းကြီး2ခန်းငယ်6ဟေရှာယခန်းကြီး8ခန်းငယ်14 118ခုမြောက်သောစာလံအပိုင်ငယ်22မှ23တို့ဖြစ်ပါတယ်အခုဆက်လက်ပြီးတော့ဆုတောင်းခြင်းကိုကျမရဲ့နောက်ကနေယေရှုပြုပြီးတော့လိုက်ဆိုပေးပါကျွန်ုပ်သည်အသင်းတော်၏ခိုင်ခန့်သောအုတ်မြင့်နှင့်အဓိကတိုက်ထောက်ကြောက်မြင့်ဖြစ်သောခရစ်တော်ပေါ်၌အခြေပြုထားသူဖြစ်ပါသည်ကျွန်ုပ်၏ယုံကြည်ခြင်းသည်
ကိုရောတပါးတဲ့အပေါ်၌သာတည်ရှိပြီးကျွန်ုပ်၏ဘဝကိုလည်းကိုရော၏မတုံ့လှုပ်သောတမန်တရားများပေါ်တွင်တည်ဆောက်ထားပါသည်ကျွန်ုပ်သည်ကြောက်ဆောင်တည်ဟုသောခရစ်တော်ယေရှုအပေါ်၌ဥမြင့်ချထားသူဖြစ်သောကြောင့်တည်ငြိမ်ခြင်းယုံကြည်စိတ်ချခြင်းနှင့်အောင်မြင်ခြင်းတို့၌ရှောင်လန်းလျက်ရှိပါသည်အာမင်ဒီကနေ့ဖတ်ရှုသွားသော Restoration အဖြစ်အရောက်စီတိုင်းတစ်ပံကိုအားရမယ်လို့ယုံကြည်ပါတယ်အရောက်စီတိုင်းကိုဘုရားသခင်ကောင်းချီးပေးပါစေ